ဒီနေ့ခေတ်မှာစူပါမားကတ်ထဲဝင်ရောက်တဲ့အစားအသောက်တွေကိုအလွယ်တကူရနေတဲ့ကဘာတစ်ခုပါဒီလိုတဲကန်တရထဲမှာတရိတ်ဆန်တွေကိုအမှတ်တကယ်လက်နဲ့လိုက်ဖမ်းနေစေမျိုးနွားစုတစုရှိတယ်ဆိုရင်သိရောက်ပါသလားသူတို့တွေဟာဟန်ဒမျိုးနွားစုပဲဖြစ်ပါတယ်သူတို့တွေဟာလူအတိုင်းဝိုင်းတမိုင်းထဲကနောက်ဆုံးကြံရစ်နေတဲ့အစစ်အမှန်ဟန်တာကာရာလူမျိုးစုလို့သတိရနိုင်ပါသေးတယ်ဒီလိုဟန်တာလူမျိုးစုတွေဟာနှစ်9000ကျော်တိုက်ကြတဲ့တိအကျတူညီတဲ့နေထိုင်မှုနီလာနဲ့ပဲခြိတက်လာခဲ့ပါတယ်အစာလဲမပူရအိမ်လဲမဆောက်ကြပဲနဲ့ဒီလိုခိမိတဲ့တမားတို့လည်းမယုံကြဘူးအိမ်နီးချင်းတိုင်းဆက်လူမျိုးတွေဟာလာဖိအားပေးပြီးတော့မှမြေယာတွေကိုထိခိုက်ပေမဲ့သူတို့အတွက်ကကြတော့နေထိုင်မှုနီလန်တစ်ခုတည်းပဲရှိပါတယ်ပြီးတော့အမဲတတ်မဲတဘာဝစိုက်ပျိုးဖို့ပြားရည်တွေတူးယူခြင်းပြီးတော့အဲ့ဒီထဲမှာကျွန်တော်တို့တွေလူသားအရက်မြစ်ဘယ်လိုရှိခဲ့တယ်လဲဆိုတဲ့အဖြေကိုတွေ့နိုင်ပါတယ်ပြီးတော့နက်နက်ခင်းတိုင်းမှာအရန်မိုက်တော်လက်နက်နဲ့မြားနဲ့ဓာတ်တွေကိုယူပြီးတော့မှခွေးအနေထော်ဆောင်သွားတာဒီလိုတဲကန်နရာနဲ့မှာထွက်ခွာခဲ့ကြပါတယ်ပြီးတော့တရိษံတွေကိုခြေရခံရင်အပေါက်ထဲကိုတောက်ထိုးခြင်းတစ်ပင်အပေါ်တက်ခြင်းစသဖြင့်ဒီလိုခင်းမိတဲ့ခေတ်မှာမျက်မှောက်စွဲအင်စနစ်မရှိတဲ့တရိษံဖားနေတဲ့အစာရဖို့လိုက်လံကြတယ်အောင်မြင်ကြတယ်အခါအယောစော်ပင်ဒီလိုပြားရည်တူးယူကြပြီးတော့မှဒီပြားထဲဝင်ဖို့မီးဘူးလောင်စေတဲ့ဒီလိုအငွေ့ကိုတုံးကြတယ်ပြီးတော့ပြားများတဲ့ဒီလိုတရိษံများတဲ့တိုက်ခိုက်မှုတွေကိုခံယူပြီးတော့မှဖျက်ဆီးတော့လဲအစိတိုင်းမှာဘဝရဲ့ရှင်တိုင်းရာအရေးကြီးဆုံးအခန်းတစ်ခန်းပဲဖြစ်ပါတယ်ဒီလိုနည်းနဲ့ညီမျှစွာလူသားအရက်မြစ်ဘယ်လိုဖြစ်ခဲ့တယ်လဲဆိုတာကိုသိကြတဲ့မော်ဒယ်တစ်ခုကိုသုံးနိုင်ခဲ့တယ်ကမ္ဘာပေါ်မှာနည်းနည်းကျန်နေတဲ့လူမျိုးစုတွေထဲကတစုဖြစ်တဲ့အတွက်သူတေသနပြီးတော့လူမျိုးဗီဇလူတမိုင်းအတွက်အလွန်အရေးကြီးပါတယ်ဒါပေမဲ့အနာဂတ်အတွက်တော့စူးစင်စရာကြီးဖြစ်နေပါတယ်အိမ်လိချင်းလူမျိုးစုတွေကဒီလေယာဖြတ်ယူတာကြောင့်ဒီလိုတရိษံအရေးတက်တွေကိုကြားဆင်းနေပြီးတော့မှဒီလိုဟန်တာလူမျိုးစုရဲ့နေတိုင်းမှုနီလာတွေကိုနွန်းစေပြက်စေပြီးတော့မှဒီလိုအန်တရယ်တွေကိုဖြစ်ပေါ်စေပါတယ်အမှန်တရားကတော့ဒီလိုဟန်တာလူမျိုးစုရဲ့ဘဝဟာဒီလိုရိုးရှင်းလုံးပြီးတော့မှခက်ခဲတဲ့နေထိုင်မှုနီလန်ဖြစ်ပါတယ်ကလေးငယ်များစွာမကြာခဏအသက်မရှင်နိုင်ဘူးပြီးတော့မှအသက်အပြတ်မှ32နှစ်သာရှိပါတယ်လူသားအဖွဲ့အစည်းတစ်ခုအနေနဲ့ဒီငြိမ်းချမ်းမှုနဲ့တဘာဝတွေကိုအာယုံဆိုင်တော်လဲဒီလိုဘဝအခက်ခဲအမှန်တရားတွေကိုအချင်းချင်းကူညီဖို့တီးခံဖို့ဒီလိုလွတ်နေတဲ့ဆိုရက်ဒီလိုစိန်ခေါ်မှုကြီးတစ်ခုပဲဖြစ်ပါတယ်ဒီဟန်တာလူမျိုးစုတွေဟာကျွန်တော်တို့ကိုသတိပေးနေပါတယ်ဒီလိုလူသားတွေဟာတဘာဝနဲ့အချက်အဆက်မဖြစ်နိုင်ပြီးတော့အစောဆုံးကလေးကအစာရှာဖို့အတွက်အားထုတ်လာရပါတယ်ပြီးတော့တမိုင်းအကြောင်းအနေနဲ့လဲဒီနောက်ဆုံးကြံရစ်နေတဲ့ဒီဥပမာတစ်ခုအဖြစ်ပြီးတော့သူတို့နီလန်းတွေကနမိတ်အနက်ရှိတဲ့ဒီလိုသင်ခန်းစာပေးနေတဲ့တစ်ခုပဲဖြစ်ပါတယ်အပြည့်အဝထိမိဖို့စူးစမ်းနေတဲ့အချိန်မှာဒီလိုတဘာဝနဲ့ချိတ်ဆက်မှုတွေကိုမဖြတ်သည့်ကြောင်သတိပေးနေတယ်လို့ပါပဲဒီလိုဟန်သက်လူမျိုးအနှဲငယ်နဲ့တင်လူသားရဲ့တမိုင်းပြီးတော့အစောပိုင်းအကြောင်းတွေကိုဘယ်လောက်ထိသိလာမိမလဲပြီးတော့ဒီလိုနေထိုင်မှုနီလန်းတွေကိုတသက်ထဲဆက်လက်ထားမယ်ဆိုရင်မဖြစ်နိုင်ဘူးလို့တင်ထင်ပါသလားတည့်ရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ကြပါဦးခင်ဗျာဟုတ်ဒီနေ့ကတော့ဒီဟန်သက်လူမျိုးစုရဲ့အကြောင်းကိုပြောပြသွားတာပဲဖြစ်ပါတယ်ဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ